Hello သမီးလေးမွေးနေ့အတွက်ကြောင်ညောပွဲတရားကြော်ထားတာကိုရိုက်ပြထားတာပါရှင်စီထဲတယ်ပြည့်စုံနေစီတက်တယ်ပေါ့နော်ညနေမွေးအောင်ပေါ့ကြောင်ညောက9ပိတ်တာကြော်တယ်ပေါ့နော်အဲ့တော့တစ်ခါကြော်ရင်90တာပဲကြော်တာ90တာ10ခါကြော်ရင်9ပိတ်တာဖြစ်သွားတယ်လက်နဲ့ပေါ့နော်ကိုယ့်ရဲ့လက်အားနဲ့အိုးဆိုင်နေပေါ့နော်နိုင်အောင်လို့ခါကြော်90တာပဲကြော်တာပါချက်သားကိုကြတော့စားချုံမုတ်ကြာညို့ပဲငံမရကြီးအပြစ်နဲ့နေဟာအဲ့ဒါကိုမှချက်တော့နေစီတက်ပြီးအခါကျတော့မွေးနေအောင်စီတက်လိုက်ကော်ဖီတွေတန်းပွင့်နေတော့အသီးရွက်တွေကိုလည်းဈေးဝယ်စင်းနဲ့မှတ်ထားပြီးတော့ချိုးစားတော့မှတ်ထားတယ်ပေါ့နော်အဲ့တော့ဒီထဲကိုလည်းပြထားအောင်ကြာစိတ်ထားတာကိုစားချုံမုတ်ပဲငံပြကြီးအပြစ်ကြာညို့ပေါ့ကြာညို့နဲ့အမှနေလိုက်တယ်နေပြီးလက်ထားတယ်အဲ့လိုလေကြာညို့တစ်ခါလေရတာတွင်းထားတာကပို့ပြီးအဆင်ပြေတယ်ပိုးတဲ့ရောက်မှရတာတွင်းကြတော့လေကိုမွေးနိုင်တာနဲ့ဗာနဲ့ကြာစံပြတ်ထွက်တာနဲ့ဗာလဲဆိုသိအဆင်မပြေတော့ကြာညို့ရတာတက်တွင်းထားမယ်ပြီးရင်ဟိုဘက်မှာစစ်သွင်းကြီးနဲ့သားနဲ့ကြော်ပြီးရင်ဒီရတဲ့ရောချုံမှာပေါ့နော်အိမ်မှာဒီရက်လည်းအများကြီးပဲလိထားတယ်စုံနေရပဲကိုရဲ့နောင်ချိုလေးနောင်ချိုရှမ်းမိမှနေလာဒီလိုမျိုးခောက်ဆွဲကြော်ကြောင်နေလို့ဆိုအတီးရက်တွေစုံအောင်ထည့်ရတာမျိုးကြိုက်တာဂျူဘူးတွေပါထည့်ချင်တယ်ဂျူဘူးတွေမရှိရဘူးဟိုခက်လို့ပေါ့နော်ဒီမှာကြော်ရချင်မရှိဘူးကြော်ရဒီရက်တွေဒီရက်တွေတမျိုးကိုလက်တဆုပ်ပေါ့နော်ကော်ဖီကြတယ်လက်နှစ်ဆုပ်ပေါ့အဲ့လောက်ခက်နေချိုးနေပေါ့နော်အားရိုးပဲထဲပြီးကြောတာပါဒီရတူကရေမထဲဘူးသူ့မှာပါတဲ့အစိုးရနဲ့သူမွေးတော့ရင်းကျော်မှာနော်ပြီးဒီရတဲ့စားထဲမှာနော်အသားတော့ကကျိုးနေတာပြီလားဒီရတဲ့ကကြတော့စားချုံလေးဒီချုံဆိုလက်ဖေးစံတစ်စုံတော့လုံးလောက်သွားတယ်အဲ့ထဲအဲ့ပြီးအဖုံးလေးခဏဥပေါ့ဟုတ်ပြီးတော့မှနည်းနည်းနွားလာပြီးဖြစ်ပြီးရေမထည့်သေးဘူးနော်ရေမထည့်သေးဘူးရေနဲ့ဒီမွေးပြီးတော့မှနွားလာပြီးအရင်ကြော်တယ်ပေါ့အဲ့ဒါမှကြော်တဲ့အနံ့လေးရမှာမဟုတ်ရင်ရေထည့်လိုက်ရင်ရွက်ပြုတ်တဲ့အနံ့ပြောသွားလိမ့်မယ်အားကြောင့်ကြော်မယ်ပြီးရင်မှဟွာပိတ်မပေါလေးထည့်ပိတ်မလေးထည့်မယ်ပြပြီးသွားရင်ရေလေးနည်းနည်းလေးထည့်မယ်ရေလည်းအများကြီးမထည့်ဘူးကြာစမ်းစိတ်နာတာဆိုတော့ကျွန်တော်အီးပြီးရေလေးနည်းနည်းလေးထည့်မယ်ပြီးတော့ဖုံးလေးခဏပြန်အုပ်ထားမယ်အဲဒီမှာနည်းနည်းလေးပေါ့နော်အဖုံးအုပ်လာတာ10မိနစ်လောက်ပဲပြီးဆိုရင်နွားလာပြီးနည်းနည်းမွေးလာရောနော်စိတ်နဲ့လည်းတော်တော်လေးပြောင်းလာပြီဆိုတော့ခါကြရင်နော်ဒီရွက်ချက်သွားပြီပေါ့နော်ဒီရွက်ချက်သွားပြီဆိုတော့ခါကြရင်နေထားတဲ့ကြာစံတွေကိုထည့်မယ်ကြာထည့်ပြီးဖုံးလည်းမအုပ်တော့ဘူးကြာစံထည့်မယ်ကြာစံထည့်ပြီးဝိုင်းရင်ဗာထည့်မယ်ဆိုနန်းစီကြာရင်ကြော်ရင်လေးနန်းစီလေးပါမှမွေးရလို့ခံစားရလို့ဖေးတင်လာပြီးတဲ့ပညာပေါ့နော်ပြီးရင်ငရုတ်ကောင်းထည့်မယ်အဲ့ဒါပူရှယ်ဝအောင်ခီးဘူးလေးထည့်မယ်ဒါပါပဲအဲ့ဒါပြီးတဲ့အခါကျတော့ကုချိုင်ရဲ့တရုတ်နံမည်ရောထားတာလေးပေါ့အဲ့ဒါလေးကိုထည့်မယ်အဲ့ဒါလေးကနံမည်မျိုးစားမျိုးဆိုတာလေးထည့်ကြော်လိုက်တာနဲ့မွေးပြီးအဲ့လိုလေးချက်စီရအပူရှိန်နဲ့တော့သူကချက်တယ်ဆိုတော့ဒီကိုနာအောင်လေးမွေးလိုက်မယ်ကလေးတော့နင်းညောင်းတာပေါ့ရှင်ညောင်းဆုံးနဲ့မွေးရအားမရမှာတော့တူနဲ့မွေးတော့အားရတူနဲ့ကြတော့လေကြာတဲ့တမြင်ချင်းပေါ့နော်လေအကုန်လုံးနဲ့နေခံပါတယ်တူနဲ့မွေးရတာပဲကြိုက်တာပါတူလေးနဲ့တာလေးအကုန်လုံးဆော့လေးဖောက်လေးနဲ့ရွှေလေးချားလေးရောက်သွားလို့တာလေးနင်းလေးရေရလဲမီးရလဲနေတော့ပဲမီးလည်းရမ်းမပြင်းဘူးအကုန်လုံးကသူ့ရွှဲရဲကြာစံရအကုန်လုံးတမပြီးတော့မှကြာစံနဲ့အကုန်လုံးအပူနဲ့ထိတွေ့ကျက်သွားပြီဆိုရင်ကြတော့ကြာညောရပါပြီအဲ့လိုမျိုးပေါ့နော်ကြော်လိုက်စလုံးလေးထည့်လိုက်ဟိုးစီးလိုက်နောက်တစ်ပြန်ကြော်လိုက်နေနော်10ခါလောက်ကြော်ပြီးဒီချိန်မှာမနေ့8နာရီတန်းဆုံးအမီပေါ့နော်
ဘူးလေးနဲ့ထည့်ပြီးတော့တခါနဲ့လူလိုက်ရုံပဲသမီးလေးမွေးနေပေါ့နော်ရှေ့မှာတခါတစောင်းနိုင်လက်ပြေတော့တစ်ခေါက်လူသေးတယ်သမီးလေးမွေးလဲသားလေးကလည်းသူ့ရဲ့မွေးလေးမှာတဲ့အဲ့လိုကြာနေတယ်လူလေးလားဆိုတော့ဒီသမီးတော့ချက်ချင်းရတော့ချက်ချင်းရထပ်ပြီးတော့မှကြော်ဦးမယ်ကြာနေလူရတာအရန်ပြောတာအဲ့လိုလေဟိုစားသားဆိုင်ဖွင့်ခဲ့ဘူးလေလူဆိုတော့လေအဲ့လိုဦးကြီးနဲ့ချက်နေရတာဘဝရအရန်ပြောတာပဲမောတာတွေမမောတာတွေကနောက်ကြော်ပြီးတော့လူကဖက်လက်လန်သွားတာနောက်အဲ့လိုချက်နေရရောပြောတာဘဝမှာရေလေးနဲ့ရှိန်လေးနဲ့ရေလေးထည့်ပြီးတော့မှစေးလိုက်နောက်တစ်ထည်ကြော်ဖို့ ready သမီးလေး3နှစ်ပြည့်အချင်းမူရုပ်ကလေးပါဒါတော့သမီးလေးပေါ့နော်အချင်းမူနဲ့အိမ်မှာရှိတယ်အိမ်မှာဘောလုံးလေးဝေးစင်လာပေးလားဒီလားရှင်เจ้าမှာလဲအဖွားတွေကလူပေးတယ်မနေ့ကတန်းစုံလူတယ်ညကြတော့ဘတ်တေးကလေးတွေခွဲတယ်သမီးလေးကြိုက်ခရိုမီဘတ်တေးကလေးနဲ့သမီးလေးအရန်ကြိုက်တယ် surprise box မျိုးစုံနဲ့သမီးလေးချစ်တယ်မမဝိုင်းနဲ့သမီးလေးရမ်းပျော်တဲ့နေ့လေးပါရှင်မမေလည်းပျော်ပါနော်